ဒီနေ့ကစပြီးတော့ဘာညီမရဲ့မြေကိုရှာလိုက်တော့ရှင်ရဲ့ရုပ်မှာပတ်သက်တဲ့အကျဉ်းမတရားတစ်ဖြစ်ကျင်းပါတဲ့ခေါ်ရည်မင်္ဂလာပွဲကိုကျမမင်္ဂလာစကားပြောဖို့လာတာမဟုတ်တော့ရှင်းကျမခိုင်းစေချင်မှာမဟုတ်ဘူးလေsorry လေဒီမတရားရဲ့မင်္ဂလာပွဲကိုဖိအားတစ်ခုခုကြောင့်ဒါမှမဟုတ်အာနာပါနာနဲ့ရောက်လာကြတဲ့ဧည့်သည်လို့ကျမထင်ပါတယ်ကျမကတိရိတ်ဆန်ရဲ့အမအရှင်မင်းနဲ့ထံမှာအုတ်ထိန်သူကျမရဲ့ဆန္ဒတစုံတရားသဘောတူညီမှုမရှိတဲ့တိရိတ်ဆန်ရဲ့ဘဝကိုဖျက်လို့ဖျက်စီလုပ်တဲ့ဟော်ရီမင်္ဂလာပွဲကိုမဖျက်သိမ်းပါနဲ့အဲ့ရောလူချင်းမင်းတို့လာလန်းတိုင်းပြန်နိုင်ပါပြီချင်းကချုပ်ကြလည်းတော့ဖြစ်သွားမှာချင်း။ဘာကြလဲ။ငါဘာလဲမ။ဟေးရှင်ရဲ့နေ့ရက်တရားအကုန်ဆုံးသွားခဲ့ပါပြီ။မရှိစင်ရဲ့လို့ဒုက္ခရောက်နေတဲ့မိန်းမတစ်ယောက်ကငွေ2000လောက်ချီးတာကိုအကြောင်းပြုပြီးတော့သမီး2ယောက်ကိုခွေးလိုကျွေးနွားလိုခိုင်းအမြင်မတော်လို့သူတော်ကောင်းလင်မယား2ယောက်ကမွေးစားခဲ့လို့ကျမကလူမွေးသူမွေးပြောင်းခဲ့ပြီမယ်ညီမလေးကိုရောအပေါဆုံးပစ္စည်းတစ်ခုလို့သဘောထားမသေးယုံကျွေးရှက်လို့ယုံစင်ပညာမသင်ပေးဘဲနဲ့တကားပိတ်ထားကံကောင်းလို့တထေးသားကြိုက်ပြန်တော့လေရှင်တို့ကမနာလို့မရှုစိတ်ဖြစ်ပြီးအခြားခြားသားပြောင်းနဲ့ပေးစားအဲ့လိုလူမျိုးရဲ့ပါစက်ကတရားဆိုတဲ့စကားကိုတွေ့ရသေးဟဟလားဟဲ့သူများလေကိုကြောင်တောင်တိုက်ပြီးတော့ရက်တစ်ပြောင်တိုက်နေတဲ့ဟာမသူများငွေအယောင်နဲ့ဟောပြောင်းပြီးပြောင်းလာလောက်နေတယ်ငါ့အိမ်ကခုထက်သွားဖတ်သွားငါအိမ်လို့အော်ပြောနေရဲ့ရှီရဲ့ဟောဒီမီးချစ်ခွန်လောက်ရှိရဲ့စီးစိမ်ဥစ္စာလေးကိုခုဘယ်သူပိုင်လဲရှင်းနေရဲ့ဒီတော့တစ်စိတ်တော့ကြောက်ခဲ့ပါဦးဒီမှာကျမတို့တရားဆွဲမလို့တဲ့မိန်းမကြီးတယောက်ရောက်နေစီဝိုင်းချီလေးကောင်းတဲ့ဥပါလာဒီတိုက်တဲ့ဒီချမ်းခဏမှုတယ်ဖြစ်တဲ့ဥပါကြီးချမ်းအပေါင်းထားခဲ့တာတိုးမဆနိုင်တာကိုလို့တစ်စားအချိန်ချင်းပေးခဲ့ပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့လာတာပဲဒီတိုက်တဲ့ချမ်းအပေါင်းဆုံးစီဖြစ်သွားခဲ့ပါတယ်ဘာတမခိုင်းဘာတမခိုင်းရှင်းမရှိရဲ့အတွင်းပစ္စည်းအားလုံးပေါင်းရောက်လိုက်ရင်တော့ကျမစီးတယ်စိတ်ဖက်လက်တယ်ဘယ်လောက်တော့ရှိသူများအဆန်အယောင်နဲ့ဟိုပြောင်တီပြောင်ဖြစ်နေတယ်ဆိုရင်မိန်းမတယောက်ကဘလောက်တန်တဲ့ဖက်နဲ့စီးနေတယ်ဆိုတာကိုသိရလား
ဥပလာကိုအားနာပါတယ်သူမျက်နှာနဲ့ကျမတရက်အချိန်ပေးလိုက်မယ်မနေ့ပြန်ညက်နေကြရင်တအိမ်လုံးကိုတော့လာခံမယ်ရှင်တို့ပစ္စည်းရေအတ်တိုတစ်ချောင်းပြင်တိုတစ်စတော့မမြင်ချင်းရှင်းနော်ညီမလေးဟာလေအမေကိုမတွေ့ရအောင်ရှာမှာပဲမြားအိမ်မှာကိုမွေးထားတဲ့သမီး2ယောက်စလုံးငွေ2000နဲ့ကျုံလုတ်ဖို့ရောင်းသွားခဲ့တဲ့အမေတော့ကအမေကဘလို့ဒုက္ခမျိုးရည်နဲ့ကျုံနေနိုင်မှမသိပဲမမရဲ့ဘလို့ဒုက္ခနဲ့ပဲတွေ့တွေ့လေကိုသားသမီးရဲ့စီကမရက်လောက်ပြန်လာမှာပေါ့ဟမ်သူပြန်မလာတဲ့အတွက်ငါတို့ဘဝမှာအမေဆိုတာမရှိတော့ဘူးရှိခဲ့ရင်အဲ့ဒါအမေအတုပဲဘယ်ဘဝရောက်ပါမမရဲ့အမေကအမေပါပဲတရိပ်စီ你现在都打没耶？包他寂寞没没呢？哎，兄弟，你也没把路都地多少个？哈？小家的好家伙这，第一个没地好路，收了来还嘛啦妈妈耶？第一个他妈没有么收了来，没事哟，第一好多嘛呗，哈哈，他妈第一噻，我嘞。哎呀，没说他哟，哎，没听没到，这差别你哪得进来没？你什么？你爸我这没人没你哈嘞，表示？对嘛，爸我妈没洗吧，妈妈。对，妹妹我吃的，妹妹我们绝对好下面，妹妹是有点要干嘛没？我加油嘛！你妈第一声。你看你到第三，那表好非常那套，你什么呀？你也没法路，路也地多少个人了？你信吗你？我公安谁都没对了没？你别叫我信嘞！တော်ပါလားမမထိုင်မမကအဖြစ်ပေးခြင်းလည်းဆိုလို့ရှိရင်ကျွန်တော်ပဲအဖြစ်ပေးပါဒါရီအားလုံးကကျွန်တော်ပဲစီစဉ်တာပါရှက်ကဒီဘာမှဝင်မပြောနဲ့ချောတဲ့ခဲနဲ့ဆိုမှတိမမဒီလိုမမေးစိတ်ပါတော့တိရစိတ်မနဲ့မိမတယောက်ကိုငါမေးမတော်နိုင်ဘူးဒီမှာဦးရှိနောက်ဆုံးခွင့်လွှတ်ချင်မယ်နော်ရှောက်တော့ခါပြီအခုချိန်ကကျွန်တော်ဆက်နေထွက်တိုက်တနာဘာလို့ပါလဲလာမနာဒီလိုမလဲနော်ဒီတဲ့လာတဲ့ဒီဒီတဲ့တော့နိုင်တော့တဲ့သိနေလိုက်